အုံးကျူကသူ့ရဲ့အပေါ်တက်တဲ့မှာနေတာကိုသိလိုက်ပါတယ်။သူကအိမ်ကြီးချင်းနေပါဆိုပြီးသူမစီကိုသွားမိတ်ဆက်ပေမဲ့စူညံတန်အတွက်တောင်းပန်ပြီးတာနဲ့သူမကတကားပိတ်သွားပါတယ်။စားတော့ဆိုင်မှာတော့ရောင်ဦးကအောင်မြင်နေပါပြီ။သူ့ရဲ့ဓားကင်စကေးတွေကြောင့်စားစရာတွေကအရန်လှနေပြီးဆိုင်ကိုလည်းဖောက်တဲ့တက်တွေအများကြီးရောက်လာကြပါတယ်။တညမှာတော့ပြက်ကလေးကိုကြည့်ရင်25ရက်နေ့ကိုမှတ်သားထားတာကိုတွေ့လိုက်ပါတယ်။သူ့အကြောင်းသူပိုတိရအောင်ဆိုပြီးတော့တွားကြည့်လိုက်တဲ့အခါမှာတော့အဲ့ရက်ကဇက်ကားထဲမှာဖျက်လျှောက်လုပ်ဖို့အတွက်လူလာခေါ်တာဖြစ်နေပါတယ်။လိုက်သွားရင်းနဲ့ရောင်ဦးကပုံစံမျိုးနဲ့ကြိုးစားသရုပ်ဆောင်ပေမဲ့ရမ်းညံ့နေခဲ့ပါတယ်။အဲ့နောက်ညနေလောအားကရချိန်မှာတော့ထိုးလို့သူရဲ့စာရွက်ပေါ်မှာသူ့နိုင်မီနဲ့အတူလိပ်စာဟောင်းတစ်ခုပါနေတာကိုတတိထားမိလိုက်ပါတယ်။အဲ့ဒါကဂျေဆောင်ဖခင်ရဲ့သပင်ညက်ဆိုင်ဖြစ်ပြီးတော့သူသွားကြည့်တဲ့အခါမှာတော့အဖိုးကြီးကသူသားကဘလောက်တောင်သုံးမကြတယ်လဲဆိုပြီးတော့ညှဉ်းညူနေတာတွေကိုကြားလိုက်ရပါတယ်။ဒါပေမဲ့နိုင်ရန်ကပြက်ကလေးမှာတော့သူသားအောင်မြင်စေဖို့ဆူတောင်းပေးနေတာကိုတွေ့ရပါတယ်။ဒါကြောင့်ရောင်ဦးကဘာမှမပြောဘဲထွက်လာပြီးတော့သူ့ဖေဂုံယူရအောင်တရုတ်ဆောင်ကောင်းတယောက်ဖြစ်လာစေရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဂျေဆောင်ကအွန်းကျူနောက်ကိုလိုက်ပြီးတော့မတော်တဆဆုံးသလိုမျိုးဟန်ဆောင်ပါတယ်။ဒီနေ့မှာသူမဆေးရုံကအမေစီကိုသွားလေတော့ကုမ္ပဏီကလူတစ်ယောက်ကနောက်ရောက်ခံလိုက်နေတာကြောင့်ဂျေဆောင်ကသူမကိုဆွဲခေါ်ပြီးတော့သူကားထဲမှာဝှက်ပေးလိုက်ပါတယ်။ဂျာလာပရိတဲ့နေ့ကိုရောက်တဲ့အခါမှာတော့အွန်းကျူကပစ္စည်းတွေထုတ်ပြီးတော့ခီးဆောင်အိတ်နဲ့လမ်းလေကောင်မှာတယောက်ကိုစောင့်နေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ဘယ်သူမှရောက်မလာပါဘူး။အဲဒီနောက်ကစလို့ဂျေဆောင်နဲ့ဟျောင်းကိုနှစ်ယောက်လုံးကသူတို့ရဲ့ဘဝအသစ်မှာအသားကြောင်အောင်ကြိုးစားလာကြပါတယ်။ဟျောင်းဦးကစားတော့ဆိုင်မှာအလုပ်လုပ်ရင်းနဲ့တရုတ်ဆောင်ကောင်းတယောက်ဖြစ်အောင်နီလန်းမျိုးစုံနဲ့လေ့ကျင့်ပါတယ်။ဂျေဆောင်ကတော့အုံညူနောက်ကိုလိုက်ပြီးတော့သူမရဲ့ယုံကြည်မှုရဖို့ခင်မင်လာအောင်ကြိုးစားပါတယ်။နောက်ပိုင်းမှာတော့သူတို့တွေအပြင်တူတူထွက်ကြတဲ့အထိကိုခင်မင်လာပြီးတော့သူမကိုအန်နေမဖြစ်စေပဲပျော်ရွှင်စေဖို့အတွက်သူကဘေရီတွေလက်ဆောင်ပေးတဲ့အပြင်လှေကားတော့အမောင်ထဲမှာပရိုဂျက်တာနဲ့ရုပ်ရှင်တွေပါအတူတူကြည့်ကြပါတယ်။သူတို့နှစ်ယောက်တဖြည်းဖြည်းချစ်ကြိုက်သွားကြပေမဲ့လည်းဘာကြောင့်ကြာသာပရိနေတိုင်းသူမကလမ်းလေကောင်းမှာအိတ်နဲ့လူတစ်ယောက်ကိုစောင့်နေတာလဲဆိုတာဂျေဆောင်ကမသိသေးပါဘူး။ရောင်ဦးကတော့လူမိုက်ဇလန်တစ်ခုမှာလူမိုက်ကောင်းဆောင်ရဲ့တက်တော်ဆောင်အဖြစ်အရန်နေရာရခဲ့ပါတယ်